Okay မင်္ဂလာပါ Heroes မြန်မာနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ PA ဆိုတဲ့ပညာကြောင့်မတင်မဲနဲ့ဘာဖြစ်လို့တော့ရဲ့ဒီ Worthy ဖြစ်တယ်ဆိုတဲ့အကြောင်းအရာနဲ့တူအကြောင်းကိုဘာလို့သင်ရလဲဆိုရင်ပေါ့ပေါ့ပါ content လေးသွားချင်တဲ့တော့ပါဒါဆို PA ဆိုတဲ့ပညာကြောင့်မတင်ဘူးလားဆိုတော့တင်ပါပါကဲဒါဆိုဗီဒီယိုလေးစပါ Marvel ရဲ့စကြဝဠာထဲမှာအင်အားကြီးဆုံးလက်နက်တွေထဲကတစ်ခုဖြစ်တဲ့တော်ရဲ့ Mjolnir 2ကိုအားလုံးသိကြပါပါဒါပေမဲ့ဒီ2မှာထူးခြားတဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ဘလောက်ပဲခွန်အားကြီးပါစေမထိုက်တန်တဲ့သူဟာဒီ2ကိုမနိုင်မှာမဟုတ်ပါဘူးဆိုတဲ့အချက်ပါဒီနေ့မှာထိုက်တန်မှုဆိုတာဘာလဲဝါဒီဖြစ်ခြင်းဆိုတာဘာလဲဝါဒီဖြစ်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာပါစီမီယန်ကိုတတ်မှတ်ခဲ့တာတော့ရဲ့အဖေအိုဒီယန်ဖြစ်ပါတယ်အစပိုင်းမှာတော့အရန်ကိုပုံမြင်ပြီးမာနကြီးခဲ့ပါတယ်သူကတစစ်ပွဲတွေကိုမလိုအပ်ပဲဖန်တီးခဲ့တာကြောင့်အိုဒီကသူ့ကိုကဘာမျိုးကိုနေတော့ပြီးသူ့ကိုချိန်စားတိုက်ခဲ့ပါတယ်ဒီချိန်စားတော့သူကတာမန်တန်တော့မဟုတ်တော့ပဲကိုကျစ်တရားကိုစစ်စစ်ပြီးတဲ့ခရီးယာဖြစ်သွားမှာတော့အဲ့ဒါကဒီလိုပါ whoever this hammer it will be worthy share possess the power of the ပြောခဲ့တာကမီးသူမဆိုဒီ2ကိုမားနိုင်တဲ့မီးသူမဆိုထိုက်တန်ခဲ့မယ်ဆိုရင်တော်ရဲ့ဆောင်အားတွေကိုအသုံးပြုနိုင်စေလို့ပြောခဲ့တာပါမားတာအရင်ပါထိုက်တန်နေခြင်းမထိုက်တန်ခြင်းဆိုတာနောက်မှာပါဆိုထိုက်တန်သူဖြစ်ဖို့အတွက်ဘာလိုအပ်လဲဆိုတာကိုမာပဲဖန်တီးရှင်နေနဲ့ဇက်လန်အရာအချက်၄ချက်ရှိပါတယ်အတိအကျဖော်ပြထားခြင်းမဟုတ်ပေမဲ့ဒီအချက်၄ချက်ရှိပါတယ်အဲ့ဒါတွေကတော့ humanity လို့ခေါ်တဲ့နှိမ်ချမှုကိုတခင်လုံးမတတ်မဲ့ပဲအများကြီးကိုကြည့်တတ်ရမယ်လို့ခေါ်တဲ့ကိုစွန့်လွတ်ခြင်းအခြေအနေဆိုးလာရင်ကိုတက်ကိုတောင်ပေးဖို့ဝင်မလေးတဲ့စိတ်ရှိရပါမယ်နောက်တစ်ခုကတော့အရှိလို့ခေါ်တဲ့မှန်ကန်တဲ့လမ်းပြသူဖြစ်ရမယ်တတာဟက်လို့ခေါ်တဲ့တပ်ပြက်လူစိတ်မရှိပဲကာကွယ်လူစိတ်စစ်တီတော်တယောက်ဖြစ်ရမယ်ဒါပေမဲ့အကြောင်းမဲ့တပ်ပြက်လူစိတ်မဟုတ်ဘဲနဲ့ကာကွယ်ဖို့အတွက်ပဲတပ်ပြရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးပါဒီနေရာမှာစိတ်ဝင်စားစရာကပ္ပတိမီကပါအေရှော့အထရုံမှာသူမားတဲ့အချိန်မှာသူကအနှဲငယ်လှုပ်သွားပါတယ်ဒါပေမဲ့အန်ဂိမ်းမှာသူကအပြည့်အဝထိုက်တန်သွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့တန့်စင်တဲ့စိတ်ဓာတ်နဲ့တိုက်ပွဲဝင်ခဲ့လို့ပါအဲ့ဒါဆိုရင်ဘာဖြစ်လို့ Asia Atro မှာကပ္ပတိမီကတူကိုမမနိုင်ခဲ့ရလဲပေါ့ပရိသတ်များစုအခိုင်အမာဆုံးယူဆချက်ကတော့စိတ်မတန့်ရှင်းမှုကြောင့်ပါ Asia Atro အချိန်တုန်းကစနီယာတိုနီစတာရဲ့မိဘတွေကိုဘာကီတတ်ခဲ့တဲ့အကြောင်းအရာတွေဝင်းနာဆိုကြတတ်ခဲ့တဲ့ဆိုတော့သူသိပေမဲ့အမှန်တရားကိုဖုံးကွယ်ထားခဲ့ပါတယ်အဲ့ဒီအကြောင်းအရာကြီးကြောင့်မလို့ဒီအမှန်တရားကိုဖုံးကွယ်ထားတဲ့အကြောင်းမလို့စတိရဲ့စိတ်ထဲမှာအပြစ်ရှိစိတ်လို့ခေါ်တဲ့စိတ်ဖြစ်ပေါ်တဲ့အတွက်ကြောင့်ထိုက်တန်မှုကိုအဟန့်တာဖြစ်စေတာပါအငယ်ရောက်တဲ့အချိန်မှာတော့အားလုံးကပွင့်လင်းသွားပြီဖြစ်တယ်လို့စတိရဲ့စိတ်ထဲမှာလည်းဘာညင်ချင်းမှမရှိတော့ပဲစကြဝဠာယူအကယ်နေမှုပဲအာယုံရှိတော့တာကြောင့်အပြည့်အဝထိုက်တန်သွားတာဖြစ်ပါတယ်တစ်ချက်ကတော့တော်ရဲ့ဂုံသိက္ခာကိုငင်းရခြင်းပါဒီချက်ကတော့ Marvel ရဲ့ Director Russo Brother ရဲ့နောက်ပြောင်မှုအရာပြောကြားခဲ့တဲ့အချက်ပါRusso Brother တွေကပရိသတ်တွေတွေ့ဆုံပွဲတွေလုပ်တဲ့အချိန်မှာပြောပြကြခဲ့တဲ့အချက်ပါRusso Brother တွေဆိုတာကAnthony Russo နဲ့ Joe Russo တို့ဖြစ်ပါတယ်သူတို့က Infinity War နဲ့ Endgame ဇာတ်ကားတွေကိုရိုက်ကူးခဲ့တဲ့ writer နှစ်ယောက်ပါစတိဟာ Asia Atro မှာသူ့ကိုမားကြတဲ့ကတကယ်တမ်းမားနိုင်နေတာဖြစ်ပါတယ်ဒါပေမဲ့သူသာမားလိုက်ရင်သူ့ရဲ့တငယ်ချင်းရဲ့မျက်နှာပြတ်မှာဆိုတဲ့အတွက်ကြောင့်မလို့ဟန်ဆောင်ခဲ့တာပါလို့တော့ရူးညီနောင်တို့ကတော့ပြောထားပါတယ်ဒါဆန်းလောက်ပြီးပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အတီယူလို့တော့မရပါဘူးပြီးတော့ဒါ theory တသက်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ theory ဆိုတာတွေးစရာပဲဖြစ်တဲ့အတွက်ကြောင့်မလို့အတီယူလို့မရပါဘူးအဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအငင်းမပွားကြပါနဲ့ဒါ theory ပါAsia Atro မှာကပ္ပတိမီကတော်ရဲသူမားနိုင်ခဲ့တယ်လို့ပြောတဲ့လူတွေကမသိကြမရပဲပြောတာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အန်ဂိမ်းမှာသူတို့မှလည်းအချက်လက်ရှိပါတယ်အဲ့ဒါကတော့အန်ဂိမ်းမှာတော်က IQ 80လို့ပြောခဲ့ပါတယ်ငါသိတာပဲလို့ပြောခဲ့ပါတယ်အဲ့တော့ဒီကြောင်းရလည်းမသိကြမရတော့မဟုတ်ပါဘူးသူတို့ပြောတာကလည်းသူတို့အချက်နဲ့လက်နဲ့သူတို့ရှိပါတယ်အဲ့ဒါဆိုရင်ဘာဖြစ်လို့ vision က2ကိုမားနိုင်ပြီးတော့စွမ်းအားမသုံးနိုင်တာလဲပေါ့2ကိုမားနိုင်နေဆိုတဲ့အကြောင်းအရာနဲ့ပွင့်ပြောပါမယ်vision ကအခုမှစပြီးတော့အဲ့ဒီ Asia Atro မှာတော့အခုမှစပြီးတော့မှမွေးဖွားလာတဲ့ကလေးတယောက်လိုပါပဲအဲ့တော့သူ့စိတ်ထဲမှာအမုန်းတရားတွေအာကုသိုလ်တွေမရှိပါဘူးအဲ့တော့သူကဖြူစင်လုံးနေအဲ့ဒီအချိန်မှာသူက worthy ဖြစ်တဲ့သဘောမျိုးနဲ့မှားနိုင်တာပေါ့ဒါဆိုဘာလို့စွားရည်သုံးလို့မရလဲသူက human လူသားစစ်မဟုတ်တာကြောင့်စက်ရုံနဲ့လူသားနဲ့ရောထားတဲ့နီးမေမေဟာတက်ရှိစက်ရုံတရုပ်ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်တယ်လို့ပြီးတော့သူကအဲ့ဒီစွမ်းအားတွေကိုမလိုချင်တာကြောင့်သူ့မှာလည်း power တွေကရှိတာမလို့ milestone နဲ့ power တွေရှိတာမလို့မလိုချင်တာကြောင့်လည်းဖြစ်နိုင်တယ်လို့သူကသူ့စွမ်းအားတွေရှိရတော့မို့သူကသူ့ကိုသူ့ရဲ့စွမ်းအားတွေမပေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်Vision ကြတော့သူ့ကိုအစွမ်းကိုသုံးပြဖို့မယူရပဲရိုးရိုးလေးမားပြီးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကသူ့ကိုအစွမ်းနေမထုတ်ပြလိုက်လည်းဖြစ်နိုင်တယ်ပြီးတော့သူကစစ်တီတော်ကောင်တယောက်လို့ခေါ်တဲ့ဝါရီယာစိတ်တက်မရှိတာကြောင့်လည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့သူကစေရောက်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ခန်းစားချက်တွေပါတယ်မရှိဘူးအဲ့တော့ကြောင့်မလို့လည်းဖြစ်နိုင်တယ်ဝါရီယာစိတ်တက်လို့ခေါ်တဲ့အချက်၄ချက်သူ့ဝါဒီဖြစ်ဖို့အတွက်ပါဝင်တဲ့အချက်၄ချက်တွေကတစ်ခုဖြစ်တဲ့ဝါရီယာစိတ်တက်စစ်တီတော်ကောင်တယောက်ရဲ့စိတ်တက်မရှိတာကြောင့်လည်းဖြစ်နိုင်တယ်ကပ္ပတိမီကကျတော့အဲ့လိုမဟုတ်ဘူးသူကအန်ဂိမ်းမှာတည်တည်ကြည်ကြည်ငါတိုက်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့သူကတိုက်တဲ့လူမျိုး
ကပတိမီကအဲ့တော့ကပတိမီကဝါရီယာကောင်းစိတ်တက်ပြည့်ဝရတယ်အဲ့တော့ကြောင့်မလို့ကပတိမီကဝေါ်ဒီဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမရှင်ကတူကိုမားနိုင်တာကလက်လီကတကူကတူကိုတည်သားသလိုမျိုးပဲအဲ့တဘောတရားနဲ့ဆင်တူတယ်သူကတတ်မဲ့စိတ်ရုပ်တရုပ်ဖြစ်နေတဲ့အတွက်ကြောင့်မို့တူရဲ့အလေးချိန်စီကန်းကသူ့ပေါ်တက်ရောက်မှုမရှိရလဲဖြစ်နိုင်တယ်ဒါကြောင့်မို့တူဟာသူ့ကိုကင်ဆောင်ပေမဲ့တော်ရဲ့အစစ်မှန်စွာအားတွေကိုမရရှိတာလည်းဖြစ်နိုင်တယ်နောက်ထပ်ပြောချင်တာတစ်ခုကဘာဖြစ်လို့အာယိုမန်နဲ့ဟော်ကမားလို့မရတာလဲဆိုတာပါအာယိုမန်ကမာနာလို့ခေါ်တဲ့စိတ်တွေအတ္တလို့ခေါ်တဲ့စိတ်တွေရှိနေတဲ့အကြောင်းမားလို့မရတာဖြစ်ပါတယ်ဘာဖြစ်လို့ဟော်ကကြတော့မားလို့မရရလဲဆိုရင်ဒေါသလို့ခေါ်တဲ့စိတ်ရှိနေတဲ့အတွက်ကြောင့်မားလို့မရခြင်းဖြစ်ပါတယ်အဲ့ဒါဟီလာဘာလို့မားလို့ရရလဲပေါ့မျောနီယာရဲ့မူလပိုင်ရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပါတော်ရက်ဂရနုမှာသိထားတဲ့အတိုင်းပဲမျောနီယာဆိုတာအစဟီလာရဲ့လက်နက်ပါနောက်တစ်ခုကတော့အင်အားမမြင်ရခြင်းကြောင့်ပါအိုဒီယန်ကျိတ်စာကထိုက်တဲ့နူမှာမားလို့ရတယ်လို့ဆိုတာပဲမဲ့ဟီလာကအိုဒီယန်တိဆုံးသွားတဲ့ခါမှာအရန်အင်အားကြီးမားလာပါတယ်အဲ့အတွက်ကြောင့်မလို့အိုဒီယန်ရဲ့ကာတာကိုချုပ်ဖြတ်ပြီးတော့မားနိုင်တာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့အိုဒီယန်ဆွန်ကနေရောနေသွားခြင်းကြောင့်ပါအိုဒီယန်တိဆုံးသွားတဲ့အခါမှာတူပုံမှာစီးထားတဲ့အိုဒီယန်ဆွန်ကနေရောနေသွားတဲ့အတွက်ကြောင့်ဖြစ်နိုင်တယ်ဟီလာထိုက်တဲ့လို့မားနိုင်တာမဟုတ်ဘဲနဲ့သူမအင်အားအရန်ကြီးလို့မားနိုင်တာဖြစ်တယ်ဟိုရာတီယိုရီတော့အဲ့တော့မလို့အမှန်တကယ်မယူချင်စင်ပါဘူး6လိုက်ရရင်မျောနီယာဆိုတာခွန်အားကိုတိုက်တာတဲ့အရာမဟုတ်ပဲနှလုံးသားကိုတိုက်တာဖြစ်ပါတယ်လူတယောက်ကဘလောက်ပဲအစွမ်းထပ်ပါစေစိတ်ဓာတ်မဖြူစင်ရင်ဒီတူမားနိုင်မှာမဟုတ်ဘူးဒါကကျွန်တော်လူသားတွေအတွက်လည်းသင်ခန်းစာတစ်ခုပါပဲခွန်အားထက်စိတ်ဓာတ်ကပိုရေးကြီးတဲ့ဆိုတာကိုဆိုလိုတာပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်နေ့မှာဒီထက်ကောင်းတဲ့ဗီဒီယိုတွေနဲ့ထပ်လာပေးပါမယ်